Hello အားလုံးပဲမင်္ဂလာပါအဲ့ဒီရဲ့ channel လေးပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ a too special ဘလို့လေးပဲဖြစ်ပါတယ် too special day happy new year နေ့ဒီနေ့ကဘလို့ too special ဘလို့ဖြစ်တာလဲဆိုရင်တော့ဒီနေ့ကအဲ့ဒီအမေရဲ့မွေးနေ့လည်းဖြစ်တယ်ပြီးတော့အဲ့ဒီအမေရဲ့မွေးနေ့မှာနည်း too special ဖြစ်သွားအောင်လို့မလုပ်ဘူးတာလေးလုပ်ကြည့်မယ်ဆိုပြီးတော့တွေးထားကြရပေါ့နော်ဆိုတော့ဘာလို့မှလဲဆိုတော့အဲ့ဒီကိုဒီမင်္ဂလာတုံဘက်မှာရှိတယ်ခွေးလေးတွေကြောင်လေးတွေရှိတဲ့ဂေဟာတစ်ခုကိုသွားပြီးတော့အဲ့ဒီကိုတက်နိုင်တဲ့လောက်ကိုသွားလှူဒန်းမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့အဲ့ဒီကိုညနေကိုရုပ်ရှင်သွားကြည့်ဖို့အတွက်ပြင်ဆင်ထားပါတယ်ဆိုတော့ဒီနေ့သွားမှာ2 နေရာပေါ့နော်ဆိုတော့အားလုံးပဲအဲ့ဒီနဲ့အတူတူလိုက်ခဲ့ပေးကြပါဦးဒါတော့အခုမနေ့ပိုင်း office ပေါ့နော်ညနေရုပ်ရှင်သွားကြည့်ရဲ့အခါကျလို့ရှိရင်တစုံလဲပါမယ်โอเคအမေလိပ်စာလေးအတိအကျပြောပြလိုက်ပါအောင်မွေးနေ့ရှင်ဒီဖိုင်ရောက်ပြီးပြန်မယ့်နေရာလေးကမင်္ဂလာတော်မျိုးနဲ့ဒီတော့ပြန်ရက်ကွက်ဆက်ပြစုစီးရမှာရှိတဲ့အကြောင်းလေးပါနဲ့ခွေးလေးတွေမတမဆန်းခွေးလေးတွေပြေတာပဲဖြစ်ပါလိမ့်ရှင်ဒီဟာရဲ့နာမည်ကတော့ Golden Head Anime Resort ဖြစ်ပါတယ်သူရဲ့ Facebook page ကတော့ဒါလေးပဲဖြစ်ပါတယ်တွားရောက်လှူဒန်းခြင်းတဲ့လူရှိရှင်နေနဲ့တွားလှူဒန်းပြီးလို့ရပါတယ်เนาะအခုသူတို့စံလေးလိုအပ်နေရလို့ပြောရင်အလှူလက်ခံနေရပေါ့เนาะဆိုတော့လူနိုင်တဲ့လူတွေတက်နိုင်သလားတော့လှူပေးကြဖို့အတွက်မိတာရက်ခံရပါတယ်ဆိုတော့အားလုံးပဲ let's go ပါကားတိုက်တဲ့အချိန်ကနှလုံးလုံးထွက်သွားတယ်။ပြီးထွက်လာတော့ခွဲထုတ်လိုက်တော့အော်ဟုတ်တည်ဟုတ်တက်လိုက်သွားတဲ့အချိန်လောက်ဒီလိုတွေတော့ဖြစ်သွားတာဆက်လိုက်နှစ်ခါလုံးဒီအဲ့ဒါမှာ online တွေလည်းရှိရတယ်
လိုက်တာတက်ကြီးတော့နေလို့ချက်စရာလေး ဟုတ် တနာပါရနော် ဘယ်ပို့ခံနေတာကြီးဟုတ်ကဲ့ဒီမှာတော့လည်းပို့ပေါ့ တိုးလည်းပို့အတင်းတိုးလေးလဲဝအောင်မဲတိုင်းဒီဘက်မှာတို့ကဒါထမင်းတွေပါချက်ဝင်သုံးတဲ့ထင်းတွေအဲစာချက် ဒီမှာမြောင်းနှစ်ကောက်ရှိပါရဲ့ဟိုင် ကိုစိန် အေးဒီလိုလေးပြန်ပြီး စာဘိုးပဲဘယ်လောက်လဲ စာ 3000 လေး ကျော် နဲ့ လား ပြီးတော့ကြက်ကရင်လေး အဲ့ဒီနာမဝယ်တာဒီကနေဝယ်ဝိုင်းတခါလေအဲ့ဒီကနေဟာတောင်မှအကိုရဲ့ဒီဘက်ချမ်းဝယ်တဲ့ပစ္စည်းကိုဒီဘက်ချမ်းမှာမကျွေးနဲ့တဲ့သူတို့ကအဲ့လိုပြောတာပြင်းဟာယူမလာခိုင်းဘူးကျွန်တော်တို့ကယူလာကျမတို့ကခိုးပြီးတည်သွားတာဟာတော့အသားလေးခိုးပြီး ကဲမွေးနေ့ရှင်ပေါ့နော်ဒီနေ့ကေဟာနဲ့သွားကေဟာကိုသွားခဲ့ရတဲ့ပြီးလေနည်းနည်းပါပြောပြပေးလိုက် ဒီအောင်သွားခဲ့ရတဲ့ feeling ကဒီချောင်းလေးတွေခွေးလေးတွေကိုမြင်ပြီးတော့အရန်ပီတိဖြစ်တယ်ချောင်းလေးတွေခွေးလေးတွေရတယ်ပေါ့နော်အရန်ဖြစ်ခင်းစင်ပြီးတော့ဒီလိမ့်ဆန်လေးတွေသူကတကယ်ပြုစုဆောင်ချုပ်ထားတဲ့နေရာလည်းဟုတ်ဖြစ်တယ်လေတကယ်အစ်စ်မှန်ပြုစုဆောင်ချုပ်ထားတဲ့နေရာတွေးတာသူတို့ကြည့်လိုက်တာနဲ့ကွာသူတို့တေချာပြုစုထားတဲ့ဆိုတာသိတာသူတို့ရဲ့ခွေးလေးတွေဆိုတော့တုံတာချောင်းလေးတွေဆိုလည်းဘာတုံတာပြောဘာလို့သွားတဲ့ချိန်မှာပဲပေါ့နော်လက်ဆန်ဆရာဝန်ရောက်လာတယ်တွေ့ခဲ့တယ်လက်ဆန်ဆရာဝန်နဲ့တေချာစစ်ပြီးလို့ဒီလိုဆိုဆေးတွေပါထိုးတယ်အနာချက်ဆေးတွေပါထိုးတယ်အားဆေးတွေပါထိုးတယ်တို့ကြောင်လေးတွေခွေးလေးတွေမှာဆိုပြီးကင်ဆာဖြစ်နေတာတွေလည်းရှိတယ်တဲ့ကင်ဆာဖြစ်နေတဲ့သူတို့ကတော့တော်ဝါလေးတွေကိုကင်ဆာဆေးတွေပါထိုးပြီးတယ်ကင်ဆာဆေးတွေပါတိုက်ပြီးဒီလုံလာတယ်တေချာမျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့ရတယ်ဆရာဝန်ကိုယ်တိုင်လာပြီးတော့နော်လုပ်ပေးတာပဲမြင်ခဲ့ရတယ်သူတို့ကျွေးနေတာကိုလည်းစီချာမြင်ခဲ့ရတယ်ဒီချာကောင်းကောင်းနဲ့ကျွေးတယ်စနစ်တကျကျွေးတယ်ဒီချာဝဝလေးလေးကျွေးတယ်ပေါ့အဲ့လိုနေရာကိုကျမတို့ကရဲ့ပြစားပြီးတော့ဖြစ်တာမျိုးတွေနဲ့ပြစားရုံတက်မှာရဲ့ရှင်ရှားတယ်ဒီကလေးတတိယကျွေးတယ်ဒီကလေးတတိယဆေးဝါးကုသတဲ့ဘိုင်းတွေလည်းလုပ်တယ်ဆိုဒီတေဟာလေးကိုတကယ်ကိုတင်းနေနေရဖြစ်ပါတယ်။ဘုရားကရံပီတိဖြစ်တယ်။လူရှင်နေနောက်နောက်လူရှင်နေအားလုံးလည်းဒီနေရာလေးကိုသွားလူဖို့ကြာတယ်။ဒီမှာနေရှင်။သူကပေါ့နော်ဒီလိုစာအုပ်ကလေးတအုပ်ပေးတယ်ကျွန်တော်ပြက်ကလေးပြန်ပေးရပါတော့။ရှားလေးပေးတယ်။အနေကုန်တရက်စာပေါ့တရက်စာငါးနဲ့ဆိုရင်မလားချက်သားနဲ့ဆိုရင်မလားအဲ့လိုမျိုးအမှတ်သားတယ်အဲ့လိုကျွေးရတရက်စာကျွေးရတယ်ဆိုတော့ကော်ဖီနိုင်လေးလုပ်ပြီးဒီနိုင်လေးချက်ထားတယ်အဲ့ဒီအခုတော့အဲ့လိုအိမ်ပြန်နေပါပြီညနေကျမှတခါပြန်ထွက်မယ်နော်ဒါလေးကကျွန်တော်ပေးတဲ့ကြက်ကရင်လေးပါတော်တော်လေးလာပါတယ်ခွေးပုံလေးနဲ့ပြီးတော့လေခီးလေးတွေအများကြီးရှိတယ်။ဟုတ်ကဲ့တဲ့တယ်ဝင်လာပြီဆိုတာနဲ့တောင်းပြီးတော့ကြိုကြတာပေါ့နော်။ကြိုကြတာကြီးလာတယ်။ကြီးလာပြီးပုတ်တယ်။တကောင်ပုတ်ခိုင်းနောက်တကောင်လည်းပုတ်ပါ။အဲ့လိုမျိုးတော့ဒီလိုလည်းပုတ်ပေးပါ။ဒီလိုရှိရင်အများကြီးဟောင်းတယ်။ဝန်ထမ်းကောင်လေးတွေဝန်ထမ်းမောင်လေးတွေရှိတယ်ကလေးလေးတွေကလည်းကျမတို့အများကြီးပြင်နေတယ်ကလေးတွေကလည်းဘောရမ်းကောင်းကြတယ်။ရမ်းပုံကြတယ်။အဲ့တော့ကလေးတွေကခိုင်အများကြီးအခုချင်တယ်။ဒါပေမဲ့ဒီလိုကြည့်လို့ဖြစ်သွားတော့ခိုင်တော့ခိုင်တယ်ခိုင်
ရုပ်ရှင်ကိုသွားမယ် office ပါလို့မကြလားဟမ်အခုတော့အိမ်ပြန်နေပါပြီဒီကားလေးကိုတော့အဲ့လေးကတော့ ဖိတ်စီလား ကားတစ်ကားရဲ့လူတည်းတကယ်ဟိုမှကောင်းတယ်ပေါ့နော်အဲ့လေးကတော့channel ရချမ်းပေးပါတယ်ကားတစ်ကတော်တော်လေးဟိုမှမိုက်တယ်ပေါ့နော်အသေးကိုတော့အဲ့လေးရမ်းချစ်တယ်ပေါ့ရမ်းချစ်ဖို့ကောင်းတယ်တကားလုံးကိုဝစ်သွားတဲ့ office တွေကတေလောက်တယ်ဒါပေမဲ့သူနဲ့အလိုက်ဆုံးကတော့အမဲရောင်ပဲပေါ့နော်သူနဲ့တော်တော်လေးကိုမှလိုက်တယ်သူ့ရဲ့အဲ့ဒီပထမဆုံးကြွေသွားတာကတော့တကယ်တမ်းပြောရမယ်ဆိုရင်သူ့ကိုတိတာအဲ့ကိုကာကိုလာဆိုတဲ့တချင်းပေါ့နော်အဲ့တချင်းမှာကလေးကသူ့ကိုစားတိတာဒါပေမဲ့နမည်နဲ့လူနဲ့အဲ့လိုမျိုးတေတေချာလေးမတိသေးဘူးပြောရမယ်ဆိုတေတေချာမတိသေးဘူးပေါ့နော်နောက်ပြီးတဲ့ခါကျမှဘဟူပလီယာဆိုတဲ့တရေကားကနေပြီးတော့တေတေချာလေးတိသွားခဲ့ရအောင်အဲ့ရနေစပြီးတော့သဘောကျခဲ့ရဖြစ်ပါတယ်အဲ့ကိုကာကိုလာဆိုတဲ့တချင်းကိုအားလုံးသိမယ်လို့ထင်ပါတယ်ကိုကာကိုလာတူ so yeah ဒီတချင်းပေါ့နော် so yeah ဒီကားကသူမေရီမေတေရာသူမေရီကားနဲ့မရပါတော့ဆိုတော့တကားလုံးကတချင်းတွေရလဲအကုန်လုံးကောင်းတယ်အရင်တော့တချင်းလေးတွေကြီးပဲအများကြီးထည့်ထားတယ်တကားဒီကားကလည်းအရင်တော့ကားကိုပဲဒါပြန်ရိုက်ထားတာပေါ့နော်ကိုအရင်တော့ကဒီလိုမျိုးကားမျိုးလေးရှိခဲ့သေးတယ်ဒီကားလေးကိုပဲဒီတစ်ခါပြန်လာပြီးတော့ပုံစံအတင်းနဲ့ပြန်ရိုက်ထားဖြစ်တယ်ပေါ့နော်ဆိုတော့ trainer တန်းပေးပါတယ်Elliot vlog ကိုအဆုံးထိကြည့်ပေးကြတဲ့တူတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါနောက်ထပ် vlog မှာပြန်တွေ့ပါမယ် Happy New Year ပါ